ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ပြီကိုစေတနာနဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုတကယ်ပိုင်သွားပြီကျန်တာတွေကတော့ဘာမှမသေးကြဘူးပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်တာလူချင်းချင်းပိုင်တယ်လို့ထင်တာအဓိကတော့သက်ရှိသက်မဲ့ဒိဋ္ဌိနှမျိုးပါပဲပိုင်နေထင်တယ်နောက်ဆုံးကိုယ်ခန္ဓာကြီးကိုပိုင်နေထင်တာဒါတွေကအထင်မြတာရှိတယ်တကယ်ပိုင်တာမဟုတ်ဘူးဘာဖြစ်လို့ဆိုမသေးကြမှုနဲ့သွားနေလို့ဥစ္စာပစ္စည်းကလည်းမသေးကြမှုနဲ့သွားတာပဲ तू ကကိုယ်ဆိုရင်စွန့်ပဲကိုကသူ့ကိုစွန့်ရင်စွန့်ပဲအခြေအနေရပါနော်ဘေးကကိုယ်ကိုချစ်တဲ့လူကိုကချစ်တဲ့လူတွေကလည်းမသေးကြမှုနဲ့သွားတာပဲနောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးကိုယ်စားပါတော့မသေးကြမှုနဲ့သွားနေတာတကယ်သေးသေးချာချာကိုယ်ဟာပါလို့ပြောလို့ရတာကိုပြုတ်ထားတဲ့အလုတ်ဆိုတဲ့ကံတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားဆင်ခြင်ရမယ်တဲ့ဘလို့ဆင်ခြင်ရမှာတော့ကမ္မတကောမိငါမှငါတကယ်ပိုင်တာဆိုလို့ငါဥစ္စာဆိုလို့ငါပြုတ်ထားတဲ့ကံပဲရှိတယ်လို့ဆင်ခြင်ရမယ်တနည်းအားဖြင့်ကောင်းမှုပြုရတာများအားချစရာကောင်းလိုက်တာလို့ဖြစ်ရလောက်တဲ့ပုဂ္ဂိုလ်တို့တွေအများကြီးရှိတယ်ဒါဘယ်သူအကြောင်းများငါပြောရမလဲလို့ဘုံကစဉ်းစားကြည့်တယ်ပြောစရာတွေကအများကြီးပဲဟုတ်လားအဲ့ဒီမှာနည်းနည်းအမျိုးသမီးပိဋကအတွက်အတူယူအားကြစရာပေါ့နော်ဘယ်သူအကြောင်းပြောခြင်းလို့ဆိုခေမာထေရီဟုတ်လားအလွန်ချောမောလှပတဲ့မဒရစ်အတိုင်းနဲ့လူဖြစ်တာကောစားအဲ့ဒီမှာသွားဖြစ်တယ်ဘုရင်သမီးသွားဖြစ်တယ်ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ကောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရလောက်အောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်အဲ့မှာဘုံဘုံအံ့ဩတာသူ့ရဲ့ကောင်းမှုဟာအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမအံ့ဩဘူးပေါ့နော်အဲ့သူအကျွတ်တရားရဖို့အတိရူးဉာဏ်တို့ကိုရဖို့အတွက်ပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူကမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူးမြတ်စွာဘုရားရုပ်ရည်ရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးတာတော့ငါအမြန်လူကြားတဲ့မြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်အောင်ဘယ်သူကပို့တော့ဗိမိတာရမင်းကြီးကပို့တယ်ချုပ်ပို့လို့မရ၆ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နော်နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကိုနော်ဝေလူဝန်ကျောင်းတော်ကြီးရဲ့တာယာဘုံဟောစရာကောင်းမှုတခြင်းရေးခိုင်းတယ်ခေတ်စားတဲ့တခြင်းတစ်ပုတ်ဖြစ်အောင်တောင်လုပ်တယ်လူတွေရဲ့နှုတ်ဖျားဘယင်ကြိုက်တဲ့တခြင်းဆိုကြတော့အဲ့မှာမိဖုရားဒီလောက်တောင်သွားစရာကောင်းသလားဆိုတော့သွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကံဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုမလုပ်နေတော့အရန်သင်းစောင့်နေသူကမြတ်စွာဘုရားဒီသွားကျင်တာမဟုတ်ကြောင်းပဲသွားကြည့်တာတကယ်တမ်းကဟုတ်လားနောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာချုံမိုးလှပတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်ဒါသူကဖန်ဆင်းထားလို့သူကတော့မသိပါဘူးဟုတ်လားသူအံ့ဩသွားတယ်သူကဒီရုပ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာသူ့ကိုအတိရူးဉဏ်တူရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုဘောက်တောင်လှုပ်ပေးတာဘင်းကြီးကလည်းလှုပ်ပေးတာအဲ့ဒါလေးကိုဘုံဘုံကကြည့်တာပေါ့ဟုတ်လားနောက်တော့ဒီနေမိတာယုတ်ကတပြေးပြေးနဲ့ကြည်ရင်းနဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှုမလားပျက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာရုပ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတစ်ခွန်းမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်လွယ်ကူကူပဲအတိတူးဉာဏ်တို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးတွေခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ်တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရဟုတ်လားနော်မိဖုရားဖြစ်တာလောက်ရုပ်ရည်လှတာလောက်ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားထူးရဖို့အသိဉာဏ်ရဖို့အတွက်ဘယင်ရလည်းလှုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားအတော်မှာနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလို့ပေးရတော့နော်တရားဟောပေးရတယ်စဉ်းစားတရားမကောင်းဘူးလားကောင်းတယ်နော်ဒါဘုံဘုံဒီနေ့ပုပ္ပေသကတပုံညတာအကြောင်းကိုပြောဘယ်သူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေကြီးကပြီးတော့သူကယဟန်ပြုပြီးတော့ယဟန္တာဖြစ်သွားတာသူ့အကြောင်းကိုဖတ်ကြည့်တာမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်သူကဗိမိတာရမင်းကြီးရဲ့တိုင်းပြည်မှာဖြစ်တာတထေကဒါဒီဘယင်နဲ့သူကအများကြီးတာနေတယ်သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်။နောက်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်။
အလွန်နာမည်ကြီးလွန်းလို့လူတွေကတထေးရင်ကိုလာကြည့်တယ်ဗိမိတာရမင်းတော့အလှည့်မကြဘူးတော်တော်နဲ့ဒါဘိရင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စားလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖမ်းတွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့အခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဘိရင်ကြီးကဟုတ်လားအဲ့ဒါကျွန်မကလက်လှမ်းပေးတာတော့မှကျွန်မကိုတော့တထေးကြီးရဲ့ကြော်ထင်းပြီးတော့ तू ကရှက်နေတယ်လက်မကင်ရဲဘူးအများကြီးပါပဲရေးထားဖြစ်ချင်တော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်တခါလဲစဉ်းစားတယ်သူကလည်းဟုတ်လားအဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘရင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတယ်တဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလောက်ပါအောင်မင်းတထေးကတော့ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိတာရမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနံ့နေကြောင့်မလို့နူးညံ့လွန်းလို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့ဗိမိတာရမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက်အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကျွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ပြဿနာတက်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကအလုံးကိုချမ်းသာတာပေါ့နော်ဘင်းကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါတယ်ဗိမိတာရမင်းရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ရှင်ဘင်းလာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်ဘင်းဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်ဘင်းဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ကျုပ်တို့ကိုအဆိုးရတဲ့လူကရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောက်နေရတာလားပေါ့အဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကိုယ်အဆိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတထေးကတော့ဟုတ်လားအဲ့ဒါနဲ့နောက်တော့အဇာတသက်ရှင်ဘင်းဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်ဘင်းဖြစ်လာတော့သူဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကတစ်ခုပဲအဲ့ဒါသွားသိမ်းတယ်စစ်အင်္ဂါတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေးရမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေးမရှိဘူးသူ့ရဲ့အိမ်တကားဒီအိမ်အုတ်တိုင်းနေတာဒီဖန်နေမှန်နေနဲ့နတ်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်နေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်အဲ့ဒါနဲ့ပြေးနေသူကလည်းဘုရားကျောင်းတော်ရောက်သွားတယ်တဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့သင်ရဲ့လက်အောက်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာစောင်းနေသလားမို့အဲ့ကျွန်တော်ကဇောတိကတထေးကြီးအရှင်မင်းကြီးကျွန်တော်အိမ်ဘာလို့သွားတာတော့ငါမင်းအိမ်ကိုသိမ်းယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ကျွန်တော်အိမ်ကိုသိမ်းဖို့မပြောနဲ့တဲ့ကျွန်တော်မပေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးကမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်ဆယ်ချောင်းမှာလက်စွပ်တစ်ချောင်းလက်တကွင်းစီဝတ်ထားပါတော့လက်စွပ်10ကွင်းဟုတ်လားမင်းကြီးဒီလက်စွပ်ကိုကျွန်တော်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြွဘူးတဲ့ဇာတမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘုရင်ကဒီလက်စွပ်ကိုကြွအောင်မချွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှကိုင်မင်းကြီးပင်ပန်းမှာဝေလဲတော်ပစိုးကိုဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်ဆယ်ကြောင်းလုံးအောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြာပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါ तू ကကောင်းမှုကိုပြုစဉ်အခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးခြားတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆိုတော့ तू အလွန်တန်ဝေကရသွားတယ်လောကီစည်းစိမ်ဆိုတာရန်အလွန်များတယ်ပေါ့နော်
အဲ့ဒါနဲ့ပါရမီကလည်းပါခဲ့တဲ့ပုဂ္ဂိုလ်ကောင်းမှုကိုလည်းအထွတ်အထိပ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမင်းကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထေးဆိုတော့မင်းကြီးကိုခွင့်တောင်းရမယ့်ဝတ္တရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကိုနော်ယဟန်ပြုခွင့်ပေးပါဆိုတော့ဇာတတက်ကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစည်းစိမ်တွေသူရမယ်ထင်တယ်သူလည်းယဟန်ပြုသွားရောအဲ့ဒီစည်းစိမ်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နတ်တွေဖန်ဆင်းပေးထားတာတွေသူစည်းစိမ်တွေအကုန်ကွယ်သွားတယ်သူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလဒ်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရတဲ့နဲ့နော်အမွှန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတထေအကြောင်းကအလွန်တော့ထင်ရှားပါတယ်အထူးသဖြင့်ဒီလေဒီဆိုတော်ဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ဆူတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရားမှာချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ဆူတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရပေါ့နော်သူတို့ညီကိုနှစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဘဝတစ်ခုကအဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တစ်ပါးကိုသူတို့ကကြံစိုက်ပြီးတော့စားရတာဆိုတော့အဲ့ဒီတော့ကဘာလို့လဲဆိုတော့ကြံလှူတာဖြစ်ရကိုအသေးသေးပြောနေလို့ရှင်တရားရှိလိမ့်မယ်နောက်ထပ်ပြောရင်လည်းအများကြီးရှိဟုတ်လားအဲ့မှာကြံလှူခဲ့တဲ့အခါကျတော့အကိုဖြစ်တဲ့ပုဂ္ဂိုလ်ကတော့အရှင်ဘုရားတို့သိတဲ့တရားသိပါရစေဒါပဲအဲ့ဒီညီဖြစ်မဲ့ဇောတိကဖြစ်မဲ့ညီဖြစ်တဲ့လူကတော့ရှင်ဘုရားတို့သိတဲ့တရားကိုသိပါရစေဒါပေမဲ့လို့တော့မသိသေးခင်မှာဒီဘဝတန်တရားမှာချမ်းချမ်းသာသာနေပါရစေသူဘဝတန်တရားရဲ့ပုံမှာနိဗ္ဗာန်ကိုလည်းသူရကျင်တယ်ဒါပေမဲ့ဘဝတန်တရားပုံမှာမမောတဲ့စိတ်လည်းရှိနေတယ်ပေါ့ဟုတ်လားအဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ဟာညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်နော်အဲ့ဒါအကိုဖြစ်တဲ့လူကတော့သူ့ရဲ့စိတ်ဓာတ်ကိုအစားရှင်ဘုရားတို့သိတဲ့တရားသိပါရစေဆိုတဲ့ဆူတောင်းကိုကြည့်ရင်သိနိုင်တယ်လေအဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားဒီမှာယဟန်ပြုပြီးတော့ယဟန်နာဖြစ်သွားတယ်အဲ့ဒါညီကတော့ဒီမှာမပြုတ်နိုင်ဘူးဒီစည်းစိမ်တွေထဲမှာပဲနေတယ်အပရာဇိတတဲ့သူ့နာမည်ကတထေးကြီးပါပဲဘလောက်ထိသူကတရားတရားကောင်းတယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာသူပြုခဲ့တဲ့ကောင်းမှုပေါ့နော်အဲ့ဒါနဲ့သူ့ကိုကမင်းမြတ်စွာဘုရားတရင်သုံးဖို့ကန္နာကုရီဆောက်ပြီးတော့လှူဆိုတော့ကန္နာကုရီတိုက်ကြီးဆောက်လှူနော်အဲ့ဒါနဲ့တရားနာလာစေခြင်းလို့ဆိုပြီးတော့ကြောင်းမှာသူကယတနာပစ္စည်းတွေကျဲထားတယ်တရားလာနာတဲ့လူတွေဟာနော်ဒီပစိုးနဲ့ပါနဲ့တော့ထုတ်မသွားနဲ့ပေါ့လက်နဲ့တနိုင်ယူသွားလို့ရတယ်သူစေတနာဘလို့စဉ်းစားလဲဆိုတော့လူတိုင်းတရားတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာခြင်းလို့လာနာတဲ့လူရှိတယ်လို့ဒီဥစ္စာပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့လာတဲ့လူရှိမှာပဲလာပါစေလာတော့ဥစ္စာပစ္စည်းလိုချင်လို့လာတာပဲဒါပေမဲ့ဒီကြတရားနာလို့ရှင်သူတို့အတိအမြင်ပြောင်းသွားနိုင်တယ်တယောက်ပဲပြောင်းနှစ်ယောက်ပဲပြောင်းဥစ္စာပစ္စည်းဆိုတာဒီလောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးသူတို့အတိညာရဖို့ကအရေးကြီးတယ်ဆိုတဲ့စိတ်ထားအဲ့ဒါ तू က9ရက်တိတိအဲ့လိုဥစ္စာပစ္စည်းတွေကိုအကုန်လုံးကြောက်တံပရမများတွေကျဲထားတာပေါ့ကြောင်းထဲမှာတခုကတော့ तू တော်တော်မြတ်နိုးတယ်တဲ့မြတ်စွာဘုရားရဲ့အယောင်တော်နဲ့ပေါင်းပြီးတော့နော်အလွန်တင့်တယ်တဲ့အယောင်ဖြစ်အောင်ဆိုပြီးတော့နော်တခွားသီးသေးသေးလောက်ရှိတယ်ပရမများပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ပလင်ချီရင်းမှာပဲပူဇော်ထားတာအဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့တော့ဒီနေ့တော့ဒီမိစ္ဆာယူဝါဒရှိတဲ့ပုံနာတယောက်ကတထေးကအဲ့ဒါလိုလုပ်တဲ့ယတနာသွားယူမယ်ဆိုပြီးတော့ဒီပြင်ဟာမယူပဲနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့မရောက်မလဲချင်းကပ်ပြီးတော့အဲ့ဒီပရမများကိုရအောင်ခိုးသွားတယ်အဲ့ဒါကို तू ကမြင်တဲ့အခါကျတော့စိတ်မချမ်းသာဘူးပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားနော်ဒီပြင်ရက်တွေမှာကြောင်းလိုက်ထဲမှာရှိတာလေ तू ယူသွားတာဘလို့မှစိတ်ထဲမှာမဖြစ်ဘူးအလွန်လဲဝမ်းသာဒါပေမဲ့မြတ်စွာဘုရားအတွက်တပည့်တော်ရည်ရွယ်ထားတဲ့အလွန်တင့်တယ်တဲ့ဒီပရမများကြီးယူသွားတော့သူ့စိတ်ထဲမှာအခါရခက်တယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားဝိပဿနာမြတ်စွာဘုရားဘာပြောလို့ဆိုသင်တတိမင်းကကိုယ့်ပစ္စည်းကိုသူများမယူနိုင်အောင်ကိုမကြိုက်လို့ရှိရင်မယူနိုင်အောင်လုပ်တဲ့နည်းကိုမှမသိပဲကိုစကရိတ်လေးတန်းတာဟုတ်လားအဲ့ဒါနဲ့ तू ကနားလေသွားတယ်ဆူတောင်းတာဒီနေ့ဒီချိန်ကစပြီးတော့နော် तू ပြုရတဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်မလို့သူ့ရဲ့ပစ္စည်းကို तू သာမပေးလို့ဘူးဆိုရင်ဘယ်သူမှစံကြီးမင်းတမင်အားစပြီးတော့မယူနိုင်ပါစေတည်းဒီဆန္ဒက तू ကကောင်းမှုနဲ့ပေါင်းပြီးတော့ဖြစ်တဲ့ဆန္ဒမဟုတ်လို့ပြီးွားတဲ့သဘောပေါ့နော်ဒါဇောတိကတထေးရဲ့အကြောင်းအရာလေးတွေပေါ့ဟုတ်လားထောက်သေးချစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘာလို့တွေ့ရလဲပုပ္ပေစကတပုံညတာပေါ့နော်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တို့ရဲ့အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေပေါ့ဟုတ်လားကိုကမဉ္ဇဉ်ဘုံညာရမယ်အဆင့်ထိရောက်အောင်ကောင်းမှုတွေကိုအများကြီးပြုခဲ့မယ်ဆိုရင်ဒီဘဝမှာလွယ်လွယ်ကူကူနဲ့ရသွားမှာပဲတ
ချို့အတိတုဉဏ်တို့ကိုလွယ်လွယ်ကူကူနဲ့ရကြတယ်တချို့လွယ်လွယ်နဲ့မရဘူးဆိုတာတွေကလည်းပဲဒီအတိတ်ကံပေါ်မှာအများကြီးမူတည်တာပေါ့